ဆွဆွဆွေ YouTube channel မှာနှုတ်ခွန်းဆက်သလိုက်ရပါတယ်เนาะဒီနေ့ကအမားကဒီပန်းလေးထိုးနည်းကိုထုတ်ပြပေးတော့မယ်ဖြစ်ပါတယ်ဒီပန်းလေးထိုးမယ်ဆိုလို့ရှိရင်ပန်းက2ရောင်သုံးပါမယ်ပန်းရောင်နဲ့ဒီလိုမျိုးလူရောင်လေး2ရောင်သုံးပါမယ်เนาะအားလုံးပဲတစ်ချက်လိုက်ကြည့်ပေးကြပါဒီဆုံးမတို့အကူအကနေဆိုင်မှာပေါ့နော်ပြီးဒီနားချီထွက်တဲ့နားမှာအကူပြန်ဆိုင်မယ်ပြီးလို့ရှိရင်သူ့ကိုအမားကတော့20နဲ့5ရေးယူတယ်ပေါ့နော်တယောက်နဲ့တယောက်ယူပုံယူကြီးမတူတဲ့အခါအပွင့်ကြီးလို့ရှိရင်ရစ်တာများများရေးရမယ်အပွင့်တသေးယူနဲ့ရစ်တာနည်းနည်းတသေးပဲရေးရမှာပေါ့နော်အမားကတော့စုစုပေါင်း25ရေးရစ်ပါမယ်25ရေးရပြီဆိုလို့ရှိရင်ဒါကိုဒီလိုလေးထားပြီးအသားလေးထိန်းထားပြီးတော့ဆွဲထုတ်ပါမယ်ဆွဲထုတ်တဲ့ခါကျရင်ကြက်နေအဲ့ကိုဒီလိုလေးလှိမ့်ပြီးဆွဲထုတ်ပါမယ်ပြီးရင်လက်ကလေးနဲ့အသားလေးဒီလိုလေးပုံဖော်ပါမယ်အဲ့ဒါလို့ရှိရင်ပင်ဖက်တစ်ခုရပါပြီပြီးရင်အောက်ကိုအဆိုင်မယ်ပြီးရင်သူ့ရဲ့ကြက်ရက်မှာပဲအပြန်ထွက်လာမယ်ခုနတိုင်းမယ်ဒီချီရဲ့ကြက်ရက်မှာအပြန်ထွက်မယ်25ရေးရစ်မယ်ခုနတိုင်းမှာချီပြန်ထုတ်ပါမယ်ဒီလိုလေးဖြစ်နေမယ်ဆိုရင်ဒီလိုလေးလုံးနေမယ်ဆိုရင်အမားတို့လက်ကလေးနဲ့ပုံဖော်ပေးရပါမယ်ပုံသွင်းပေးရပါမယ်ချီကိုဆွဲမယ်လက်ကိုဒီလိုလေးလုပ်ပေးရပါမယ်အဲဆိုရင်ပင်ဖက်နှစ်ခုရပါပြီပင်ဖက်ကိုဒီလိုထောင်းတာကိုမကြိုက်ချင်တဲ့လူတွေအတွက်ပင်ဖက်ကိုအမားတို့ကနည်းနည်းထိမ့်ပါမယ်ချီနဲ့ဒီလိုထိမ့်ပါမယ်အလေးတဲ့မှာချီပြန်ဆိုင်ပါမယ်ပင်ဖက်5ခုစလုံးအဲ့လိုမျိုးလုပ်ပါမယ်နော်အဲဆိုရင်ဒီလိုလေးရပါမယ်အခုဆိုရင်အမဒူလာတာပွင့်ဖက်3ခုရပြီပေါ့နော်ပွင့်ဖက်3ခုရတော့ပွင့်ဖက်3ခုရပြီပေါ့နော်ပွင့်ဖက်ကိုဒီလိုမျိုးရောင်ဆက်ထိုးမဲ့တော်တော်ဖြစ်မို့လို့ဒီ3ခုကိုထိုးပြီးရင်ချီကိုလက်ဆက်တက်လိုက်ပါနော်ပြီးလို့ရှိရင်ဒါကိုအယောင်စပြီးပြောင်းတော့မှာအယောင်ဆောက်ပြောင်းတဲ့အခါကျလို့ရှိရင်သူ့ချီတစ်ချောင်းဝယ်လွတ်လွတ်ထိုးရမှာပေါ့ဒါကူလည်းအမက25ကြော်ပဲယူပါတယ်တယောက်နဲ့တယောက်ပန်းထိုးပုံမတူဘူးဆိုလို့ရှိရင်လည်းအမထိုးထားတဲ့ပုံတင်ဒီတိုင်း25ခါဆို25ခါမရစ်ပါနဲ့ကိုကပန်းကြီးကြီးလို့ကျင်နေဆိုလို့ရှိရင်25ခါ26ခါ26ခါအထက်တိုးပြီးတော့ရစ်လို့ရပါတယ်ပန်းတေးသေးလို့ကျင်နေဆိုလို့ရှိရင်เนาะနည်းနည်းအတိုးလျှော့လုပ်ပြီးတော့ထိုးရမှာပေါ့နော်အနည်းဆုံးကတော့20ထိတော့အနည်းဆုံးထိုးရပါရစ်ရပါမယ်20ထက်နေသွားလို့ရှိရင်ရစ်နေသွားလို့ရှိရင်ပန်းပုံမပေါ်ပါဘူးအနည်းဆုံးကတော့20ရစ်ရပါမယ်
ခုဆိုရင်အမထိုးလာတာမိဘငါခုစလုံးရပြီပေါ့နော်အဲ့ဒါကိုမှဒီလိုထောင်နေတာကိုမကြိုက်ဘူးဆိုတော့မို့လို့မကဒီမှာခြေတစ်ချက်ချုပ်လိုက်ပါမယ်ပြီးဆိုလို့ရှိရင်အဆန်ထည့်ပါမယ်ရပါပြီအားလုံးကျေးဇူးတင်ပါတယ်